ချုပ်ချက်ခိုင်း မိဘ ချုပ်တော့ဗာမိဘလှုပ်ကြနေတာမိဘ လှုပ်ကျွေးနေတာမိဘလှုပ်ကျွေးနေတာ မိဘလှုပ်ကြမိနေသွားမိဘကျေးဇူးဘယ်တော့ဆက်တာမကုန်ဘူးလေ အဲ့ဒါဟဲ့လူနဲ့နေရမျိုးကုန်မျိုးတော့မှမိဘအကုန်လုံးမိဘလှုပ်ကျွေးနေရသူတွေကြီးပဲ နေမမျိုးပါဘူးခုံမရက်နေတာပါ မိဘကျေးဇူးမြင့်မော်ဦးတဲ့အထုပ်တိရဆက်နေတယ်ကြောက်ဘူး ဆက်မနေတော့မိဘကျေးဇူးဘယ်တော့ဆက်တာမကုန်ဘူးတဲ့မကုန်သူတို့ဆက်မနေနဲ့ ဟာ ဘယ်နေ့ကုန်မှဟဲ့မလို့ဆက်တော်သေးမကုန်ဘူးတဲ့မဆက်ဘူးလေ ကလေးတွေအ အ တူ မ မ လေး ကိုနေတော့ တခါလေးမွေပြီးတက်လုံးစားခြင်းနဲ့စဉ်းစားလေအမလေးလာလာကြီးသေးငါနှစ်မွေရတဲ့ဖိုင်းနာလဲဘာမှဖိုင်းမတော့ဆရာခွဲမွေတာသူညစ်ကိုညစ်အောင်ဒါလာပြီးတော့ကျေးဇူးဆက်တဲ့နင်ငါ့နို့ဖို့ဆက်တယ်ဘာငါ့နို့ဖို့ဆက်တော့တယောက်တည်းဆိုတာမှလို့အဖေကမဆက်ခိုင်းဘူးငါကြဆက်ခိုင်းတယ်နှစ်ယောက်ဆိုရင်နှစ်ယောက်ဆက်ခိုင်းနေ ဒီမျိုးတော့ အမလေးငါတယောက်တည်းဆက်ခိုင်းနေနှစ်ယောက်ဆိုနှစ်ယောက်ဆက်ခဲတယောက်ဆက်ဆက်နိုင်မှု ကက်ကက် စဉ်းစားလေတယောက်တည်းဆက်မယ်အမေနဲ့ငါနေရတော့ငါဘယ်ကျမတဲ့မှာမဟုတ်ဘူး အမေတို့မေးရတယ်ကွာဟုတ်ပြီပါကိုတဲ့အောင်လုပ်ပါ အမေငါအဲ့လိုပြောတာမင်းနေမျိုးမှာမင်းငါလာ အမေမေ မင်းဟိုတဲ့နေ့ကငါလုံးမရှိလို့အမေအိမ်မှာထမင်းသွားတာအမေဘာပြောရမှာလဲ ဘာပြော မင်းငါအိမ်မှာထိုင်နေမလားပြောတယ် ကျုပ်ကခဏအိမ်မှာစားတယ်ကျုပ်ကဘယ်ဖတ်တောင်းမှာတော့အေးလေ နင်းငါအိမ်ကမစားနဲ့တဲ့အသက်30ကျော်ထိမိဘအိမ်မှာကတ်ဆာနေတဲ့ကောင်ဖယ်တော့မှချမ်းသာမဲ့ကောင်မဟုတ်ဘူးတဲ့ ပြောရိုက်လိုက်တာ တယ် ကွာ မိဘစိတ်တော်ပြောမှာပေါ့ ပြောရိုက်လိုက်တာတော့မရဘူးခံစားလွယ်တယ် အမေနော်ခမကိုသားသမီးကိုမချမ်းသာလို့ခမလို့ပြောလို့ အေးလေ ခမရစကောင်းမှတ်ထားတာကျုပ်ကမချမ်းသာဘူးပြောတယ်မှတ်ထားတော့ဆိုပြီးဝတ်စားတွေထည့်ပြီးမခံစိမ့်နဲ့ရန်ကုန်တက်သွားတာသွား အဲ့မာနာတော့ကြိုက်တယ် ၄လပဲကြာတယ် ဟမ် ပြိုင်းလေရောက်အမေကိုလက်မထောင်ပြီးပြန်ပြောနိုင် ပါတယ် ခဏပြောတာဟုတ်တယ် ဟာအားပြလာပါဦးလို့ လမ်းလေးကိုမရှိလို့အမေလွှဲလိုက်ပါအောင်လို့ပြန်ကြဘဲသုံးကုန်ပုတ်လိုက်ပါမယ်အဲ့လိုတောင်းပြီးတော့ပြန်မနာပြောမတည့်ဘူး